American dollar 120 သန်းကန်မြန်မာဒီမိုကရေစီရဲ့အကူအညီမှုအစီအစဉ်နဲ့ BOA တန်တဲ့ဌာနပြန်လည်လက်ပတ်ရေးအသုံးစီများပါဝင်တဲ့အစိုးရအသုံးစီများအားသမ္မတထရန့်လက်မှတ်ထိုးအတည်ပြုလိုက်ပါတယ်မြန်မာနိုင်ငံဒီမိုကရေစီရေးကိုအကူအညီပေးမဲ့အစီအစဉ်နဲ့ BOA တန်တဲ့ဌာနပြန်လည်လက်ပတ်ရေးအသုံးစီတို့ပါဝင်တဲ့အစိုးရအသုံးစီအဆိုပြုချက်ကို American သမ္မတ Donald Trump ကလက်မှတ်ရေးထိုးအတည်ပြုလိုက်တယ်လို့သိရပါတယ်သမ္မတထရန့်အတည်ပြုလိုက်တဲ့အစိုးရအသုံးစီထက်မှာနိုင်ငံရေးဌာနအတွက်မြို့သားလုံခြုံရေးရင်းနှီးမြှုပ်နှံမှုအစီအစဉ် National Security Investment Program လဲပါဝင်တဲ့အတွက်အဲ့ဒီအစီအစဉ်အောက်မှာရှိနေတဲ့မြန်မာဒီမိုကရေစီအရေးကိုကူညီပေးမဲ့အစီအစဉ်နဲ့ BOA တန်တဲ့ဌာနပြန်လည်လက်ပတ်ရေးအသုံးစိတ်တို့ပြန်လည်ပါဝင်လာတာဖြစ်ပါတယ်မြန်မာရေးကူညီရရှိမဲ့ဒေါ်လာ121သန်းဟာထိုင်းအိန္ဒိယနယ်စပ်ဖြတ်ကျော်အကူအညီတွေပါဝင်လူသားချင်းစာနာမှုအစီအစဉ်တွေစစ်လက်နက်မဟုတ်တဲ့အကူအညီအုပ်ချုပ်ရေးဖက်ဒရယ်စနစ်တည်ဆောက်ရေးနိုင်ငံရေးကျင်းသားတွေအတွက်အကူအညီစစ်အုပ်စုဘက်ကနေဗတ်ပြောင်းခိုးလုံလာသူတွေနဲ့ CDN နဲ့ရိုဟင်ဂျာတွေများအပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေတာဝန်ခံမှုအစီအစဉ်တွေအတွက်ပါဝင်တယ်လို့သိရပါတယ်။ဒါအပြင်အတည်ပြုလိုက်တဲ့အစိုးရအသုံးစီထဲမှာသမ္မတထရန့်အစိုးရကအဆိုပြုထားတဲ့ခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုနဲ့သက်ဆိုင်တဲ့အဆိုပြုချက်တွေလည်းပါဝင်ပြီးအဓိကအဖြစ်အစိုးရကခွန်ကောက်ခံမှုလျှော့ချတာအစိုးရထောက်ပံ့တွေယူတဲ့နေရာမှာလိုအပ်ချက်အသစ်တွေတိုးချဲ့ပြဋ္ဌာန်းတာစီးပွားရေးဆိုင်ရာကန့်သက်ချက်တွေဖြေလျှော့ပေးတာတွေပါဝင်တယ်လို့ဆိုပြုချက်တွေထဲမှာဖြစ်ပါတယ်။အဲ့ဒီအစိုးရသုံးစရိတ်ဗဏ္ဍာရေးဥပဒေကို American ထက်လွှတ်တော်ကဇန်နဝါရီလ30ရက်နဲ့ American အောက်လွှတ်တော်ကဇန်နဝါရီလ22ရက်မှာအတည်ပြုပေးခဲ့တယ်ဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ Burma Voice Media ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်